စကားမှာလုံနေစေဆိုတဲ့စာလုံးကအများအပြည့်နှစ်ခုသုံးကြပါရရှင်ပထမစာကြောင်းက you ဒုတိယကကြတော့ကำลังဆိုတဲ့စာလုံးနဲ့သုံးကြပါရရှင် you ဆိုတဲ့စာလုံးကလုံနေစေမကကျန်တဲ့အဓိပ္ပာယ်လေးတွေရှိပါတယ်ဥပမာအနေနဲ့အသက်ရှိနေတယ်လှုပ်ဆောင်နေတယ်သို့မဟုတ်လုံကိုလုံမှာပါဆိုတဲ့နေရာမှာလည်းသုံးကြပါရရှင်ဥပမာအနေနဲ့လုံနေစေလို့သုံးခြင်းတယ်กินอยู่စားနေတယ်ทำอยู่လုံနေတယ်အသက်ရှိနေတဲ့အဓိပ္ပာယ်ကကြတော့ you ဆိုတဲ့ပုံမှန်တိုင်းပဲသုံးလို့ရပါတယ်ရှင်နောက်တစ်ခုကကြတော့လုံကိုလုံမှာပါဆိုတဲ့နေရာဆိုရင်กินอยู่แล้วဆိုတဲ့အနောက်မှာထည့်မယ်အဓိပ္ပာယ်ကစားကိုစားမယ်ငါစားမှာပါทำอยู่แล้วလုံကိုလုံမှာပါဆိုပြီးသုံးကြပါတယ်ရှင်နောက်တစ်လုံးကကြတော့กำลังဆိုတဲ့စကားกำลังကကြတော့ပုံမှန်အားဖြင့်လုံနေစေနေရာမှာသုံးတယ်ဒုတိယအဓိပ္ပာယ်အနေနဲ့အင်အားဆိုတဲ့နေရာမှာသုံးကြတယ်ဥပမာအနေနဲ့กำลังทำလုံနေတယ်လုံနေစေกำลังกินလုံနေစေစားနေစေနောက်ထပ်กำลังတစ်ခုကကြတော့အင်အားဆိုတဲ့အဓိပ္ပာယ်မှာသုံးကြတယ်ဆိုကြပါစို့ဆရာမကกำลังเงินဆိုတဲ့အဓိပ္ပာယ်ကငွေกำลังเงินလို့သုံးတယ်ဆိုရင်ငွေအင်အားဆရာမကกำลังใจလို့သုံးတယ်ဆိုရင်ใจဆိုတဲ့အဓိပ္ပာယ်ကစိတ်အင်အားဆိုပြီးတော့လည်းသုံးကြပါရရှင်